Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြသွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေအဖြစ်မှာ service add page တစ်ခုဖြစ်ပါတယ်ဒီ page မှာဆိုရင်တော့ straight အများရဲ့ဒီမှာ page quality အနေအဖြစ်နေတဲ့ဒီလောက်အများ straight ထိတော့ခဲ့တဲ့ဆိုရင်ဒီ page ကအခက်မတင် page က public ဖြစ်တော့နိုင်တယ် suspended ဖြစ်မှာ page ကပျောက်တော့နိုင်တဲ့အတွက်ကြောင့်မို့ဒီ page ကိုအများဆုံးပြုပြင်မှာအဆင်ပြေမယ်ဘလို့ပြုပြင်သွားရမယ်ဘလို့လွတ်ဆောင်သွားရမယ်ဒီ page ကိုလည်းမသိနားမလဲပဲဘလို့အမှားမျိုးတွေလုပ်ခဲ့မိတဲ့အတွက်ကြောင့်အခုလိုမျိုးအမှားအများဖြစ်သွားခဲ့တဲ့ဆိုမှဒီနေ့ဒီ video အားလုံးstep by step လို့ပြီးကျွန်တော်ပြရှင်းပြပေးမယ်ပြီးလို့ရှိရင် copy ဓာတ်ပုံ copy content တွေကိုလည်း corporate looking ဘလို့ edit သွားရမယ်ဆိုမှဒီဗီဒီယိုမှာတစ်ခါတည်းပြပေးမယ်အတွက်ကြောင့်မို့လူကြီးမင်းတို့ page မှာလည်းအခုလိုတိုင်း page quality အညီဖြစ်နေတဲ့ OIR ဖြစ်နေတဲ့ page rich engagement ကြပြီးဇေယျဇေယျပါနေဆိုရင်တော့ဒီဗီဒီယိုကြည့်ပြီးမှကိုတိုင်းဖြည့်ရှင်းသွားလို့ရပါတယ်အားလုံး step by step လို့ပြီးကျွန်တော်ပြရှင်းပြပေးမယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပုံမှာတစ်ချက်ကြည့်မှာဆိုရင် page grow add to တစ်ချက်ကြည့်မှာဆိုဒီမှာဒီ page ကကျွန်တော်ကို subs အထားဒီနေ့နဲ့ဆိုရင်9ရက်10ရက်ရှိသွားခဲ့တဲ့အတွက်ကျွန်တော်တို့ရဲ့ star ကကောင်းသွားခဲ့တယ်စစချင်းတော့ကျွန်တော် subs လာအဲ့တော့ဒီ star မှာချက်ချီကဖြစ်ပြီးမှဒီနားမှာဆိုရင် page is recommendation suspended ဖြစ်သွားခဲ့တယ်အခုပြုပြင်တဲ့တပတ်နောက်ပိုင်းမှာဒီ grow add to ဖြစ်သွားခဲ့တဲ့ star ကောင်းသွားခဲ့တယ်အခုလိုမျိုး star ကောင်းသွားခဲ့တဲ့ဆိုရင်တော့ဒီ page မှာ post content အသစ်တင်ပြီးသွားမယ်ဆိုရင် page က rich engagement တော်တော်လေးကို performance ကောင်းပြီးလာပါမယ်အဲ့တော့ကျွန်တော် review content နေပြီးသွားမယ်ဆိုလို့ရှိရင်တော့ဒီအဲ့ဒါဒီ strike တွေရှိနေတဲ့အတွက်ကြောင့်မို့ဒီဥစ္စာ affiliate တင်ပြီးမှဆက်ရလို့သွားမယ်ကျွန်တော် step by step လို့ပြီးကျွန်တော်ပြရှင်းပြပေးမယ်ဒီ page ona မတိနားမလဲပဲဘလို့ content ဘလို့တက်ပုံမျိုးတင်ခဲ့မိတဲ့အတွက်ကြောင့်အခုလို strike ထိတော့ခဲ့တယ်ဆိုကျွန်တော်တစ်ချက်ပြပေးမယ်ဒီဥစ္စာမှာ Facebook ဒီမှာဖြတ်သွားခဲ့တဲ့အတွက်ကျွန်တော်ပြလို့မရတော့တဲ့အတွက်ကြောင့်မို့တင်တဲ့ content နဲ့ပတ်သက်ပြီးကျွန်တော်ပြပေးမယ်ဒီ page ona မတိနားမလဲပဲနဲ့အခြား website ကတက်ပုံတွေကိုအလွယ်တကူ download ဆွဲတယ်သူများ page အခြား website ကအခြား social media တက်ပုံတွေကို download ဆွဲပြီးမှသူ page မှာ edit မလုပ်ပဲသူ page မှာတင်ပြီးသွားတဲ့ခါမှာအခုလိုမျိုး straight tip မှာ page quality အနည်းဖြစ်တော့ခဲ့တဲ့ AOS နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူးအကယ်လို့ကျွန်တော်တို့ကဇေယျနဲ့ page ဖြစ်တဲ့အတွက်ကြောင့်အခြား social media အခြား website အခြား dine တွေက people လာတက်ပုံတွေကိုတင်ရမယ်ဆိုရင်အဲ့တက်ပုံတွေကိုဘလို့ edit သွားရမလဲဆိုပြီးကျွန်တော်ပြပေးမယ်အဲ့အတွက်ကျွန်တော်ဒီမှာတက်ပုံတစ်ပုံကျွန်တော်တစ်ချက်ကျွန်တော် download ဆွဲလိုက်ပါမယ်အဲ့အတွက်ကျွန်တော်ဒီ save content တစ်ချက်နေပြီးသွားလိုက်ပါမယ်ဒီနေရာတစ်ချက် save လုပ်ပြီးသွားလိုက်မယ်အဲ့အတွက်ကျွန်တော် live group ဖြစ်အောင်ဆိုပြီးကျွန်တော်အားလုံးအသေးစိတ်လုပ်ပြီးမှကျွန်တော်ပြပေးမယ်အဲ့အတွက်ကျွန်တော်ဒီဖက်မှာ tab အသစ်ဖွင့်မှာဒီ Canva software ဆိုရှိရပါတော့ဒါကြတော့ Play Store App Store နဲ့အလွယ်တကူ download ဆွဲမှာ Gmail လို့ sign in ဝင်ပြီးတော့မယ်ဆိုဒီပုံစံပေါ်လာခဲ့မယ်ဒီပုံစံပေါ်လာခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဖက်မှာဆိုနည်းနည်းလေး custom site ဆိုရှိရဒီဥစ္စာတစ်ချက်နေပြီးသွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ1080ထည့်ပြီးသွားမယ်ဒီဖက်မှာလည်း1080ထည့်ပြီးသွားပါမယ်ခင်ဗျာနော်ဒါကြတော့ကျွန်တော်တို့ဒီတက်ပုံလို့ရတဲ့အလွယ်ကူဆုံးဖြစ်တယ်ဒီ site ကြတော့ Instagram အတွက်ကော TikTok အတွက်ကော page အတွက်ကောအဆင်ပြေတဲ့အတွက်ကြောင့်မို့ဒီ site ကိုရေးပြီးသွားမယ်ဒီလို pop-up လေးပေါ်လာခဲ့ပြီးဆိုဒီ pop-up ကိုကျွန်တော်တစ်ချက်ထင်းထင်းရှားရှားဖြစ်အောင်ကျွန်တော်အမေရပုံစံပြောင်းလိုက်မယ်ပြီးရင်အခုန download ဆွဲလိုက်တဲ့ပုံထည့်ဖို့ဒီ upload file တစ်ချက်နေမယ်အပေါ် upload file တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်အခုန download ဆွဲတဲ့ပုံတစ်ချက်ဒီမှာယူထည့်လိုက်ပါမယ်ဒီမှာရောက်လာခဲ့ပြီးဆိုဒီဥစ္စာတစ်ချက်ထောက်လိုက်ပြီးဆိုဒီဖက်ရောက်လာမယ်ပြီးရင်ကျွန်တော်ဒီဥစ္စာဒီလိုလေးဆွဲဆန်းလိုက်ပါမယ်ခင်ဗျာနော်ဆွဲဆန်းလိုက်မယ်ပြီးရင်ဒါကြတော့ကိုလိုဒူမျိုး crop ဘာညာလုပ်ပြီးမှတော့ပါခင်ဗျာနော်ပို့ပြီးအဆင်ပြေအောင်ပို့ပြီးမှကြည့်လို့လောက်အောင်ဒါကိုကျွန်တော်နည်းနည်းအောက်ဆွဲချလိုက်မယ်အစံတက်အနေနဲ့ပဲကျွန်တော်ပြပေးတယ်လူချင်းမင်းတို့ page အတွက် edit လုပ်တဲ့ခါမှာအကောင်းဆုံးအလားဆုံးလူကြီးကောင်းဆုံးဖြစ်အောင် edit လုပ်ပြီးတော့ပါခင်ဗျာနော်ဒီဥစ္စာအယောင်ဘာညာပြောင်းဖို့ဆိုရင်ကျွန်တော်ဒီဘက်မှာနှိပ်ပြီးတော့လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာ background ဘာညာပြောင်းမယ်ဆိုတော့ဒီ BG remote တို့တစ်ချက်ထောက်သွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ background ပြောင်းတော့ခဲ့မယ်ခဏလေးစောင့်ပါပေါ့နော်ဒီမှာဆိုရင်background အားလုံးပြောင်းတော့ခဲ့တယ်ဒီနေရာမှာကျွန်တော်တို့အခြားသော background ထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီဥစ္စာပြန် backup ပြန်ဆုပ်မယ်ဒီပုံစံလေးဆိုရင်ကျွန်တော်ဒီပုံစံမှာကျွန်တော်တို့ဒီ background ဒီကျွန်တော်စာသားတစ်ခုခုထည့်မဲ့အတွက်ကြောင့်မို့ဒီ page နာမည်တစ်ချက် copy ဒီမှာ page လို့ထည့်လိုက်မယ်ပြီးရင်ဒီစာသားတစ်ချက်နေမယ်ပြီးရင်ကျွန်တော်ဒီ page တစ်ချက်နေမှာဒါလေးတစ်ချက်နေမှာကျွန်တော်ဒီနေရာမှာထင်းထင်းရှားရှားဖြစ်အောင်ဆိုပြီးကျွန်တော်အနီရောင်လေးကျွန်တော်တစ်ချက်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာလိုမျိုး expand လုပ်ပြီးသွားလို့ရပါတယ်ခင်ဗျာနော်ဒီဥစ္စာကျွန်တော်ဒီအောက်ဆုံးမှာထားမယ်လူကြီးမင်းတို့ကျွန်တော်အပေါ်မှာထားတာပင်နာထားတာအဆင်ပြေအောင်ထားပါခင်ဗျာနော်ကျွန်တော်ဒီမှာတစ်ချက်ရှင်းပြပေးမယ်ကျွန်တော်တို့ copy ကူးတဲ့ဓာတ်ပုံအခြား social media download ဆိုတဲ့ဓာတ်ပုံရဲ့နောက်ခံ background မှာ data အချက်လက်တွေ ID အချက်လက်တွေအများကြီးပါလာခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော် page မှာတင်ပြီးတော့မယ်ဆိုရင် Facebook AI က detail လုပ်ပြီးတော့တဲ့ခါမှာ page အတွက် copyright ဖြစ်စေတဲ့အဲကြောင့်မို့ကျွန်တော် copy content ကိုပြန် edit လုပ်ပြီးတင်တော့ရတယ်ဒီ Canva software နဲ့ edit လုပ်ပြီးတင်တော့ရတယ်ပေါ့နော်အခုလိုမျိုးလုပ်ပြီးတော့ခဲ့ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကနေ download ဆွဲပြီးမှ page မှာတင်သွားရုံဒီမှာ download တစ်ချက်နေမှာ download ဆွဲပြီး page မှာတင်သွားရုံမှာပဲအရန်ကိုလွယ်ကူတယ်
လူကြီးမီတို့ရဲ့ဒီဖုန်းတွေမှာလုပ်ပြီးတော့မှဆို double double edit ပို့ဆို second ပိုင်းပဲကြာပါတယ်ခင်ဗျာနော် second ပိုင်း edit လုပ်ပြီးမှ page မှာတင်သွားလို့ရပါတယ်ပုံစံအတိုင်းလုပ်ပြီးတော့ခဲ့ပြီဆိုကျွန်တော် page မှာတင်ပြီးသွားပါဒီ page owner တော့ကျွန်တော်ပြောတဲ့အတိုင်းလိုက်နာပြီးတင်သွားတဲ့အားလုံးအဆင်ပြေအောင်လုပ်ဆောင်သွားခဲ့တယ်နောက်တစ်ခုဒီ page owner အမားကျော်သူ page နဲ့ straight အများကြီးအကြောင်းရယ်သူကထိုင်းနိုင်ငံမှာနေတဲ့အတွက်ကြောင့်မို့ထိုင်းထီနဲ့ပတ်သက်ပြီးတပ်ပုံရပြီးတင်သွားခဲ့တယ်ထိုင်း lottery ထိုင်းထီနဲ့ပတ်သက်ပြီး KPay Waypay ငွေလဲ screenshot နဲ့ပတ်သက်ပြီးကျွန်တော် page messenger မှာစကားပြောတဲ့ screenshot ကို live group အနေနဲ့ဖြစ်စေကျွန်တော်တက်ပုံရေးပြီးတင်တော့လို့မရဘူးပြီးရင်ဈေးအောင်ဈေးဝယ်ပေါ်ချစာရွက်နဲ့ပတ်သက်ပြီးစာရွက်ပေါ်မှာတခုခုရေးပြီးမှတက်ပုံရေးပြီးတင်တော့ခဲ့မှဆိုရင် Facebook team ရဲ့ policy နဲ့မလွတ်ကင်းတဲ့အတွက်ကျွန်တော် violation ဖြစ်မှအဲ့တက်ပုံတွေကို remove လုပ်သွားမှ straight TV page quality အနည်းဖြစ်တော့ခဲ့မယ်တချို့ဆိုရင် and public suspended ဖြစ်တော့နိုင်တဲ့အတွက်ကျွန်တော်အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးလုံးဝလုပ်လို့မရပါဘူးခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဘက်မှာတစ်ချက်သွားပြီးမှအခုနောက်ဆက်ကျွန်တော်တစ်ချက်ပြောပြပေးမယ်အကယ်လို့ကျွန်တော်တို့အဲ့လိုမျိုး live group အနေနဲ့တင်သွားချင်တဲ့ second shot တွေငွေလဲ second shot တွေကို live group အနေနဲ့တင်သွားချင်တဲ့ဆိုရင်တပ်ပုံတော့တင်လို့မရဘူး video ပုံစံ screen recording လုပ်ပြီးမှ video ပုံစံလုပ်ပြီးမှ video မှာနောက်ခံတခြင်းမထည့်ဘဲနဲ့ page မှာတင်သွားလို့ရပါတယ်ခင်ဗျာနော်နောက်ခုဒီ page owner အမားကျော်သူက live stream လုပ်ပြီးဈေးအောင်တဲ့ခါမှာဒီမှာပေါ့နော်ဒီမှာဈေးအောင်နဲ့ပတ်သက်ပြီး straight တစ်ခုထိတော့ခဲ့ပါပြောမယ်ဆိုရင်သူကဈေးအောင်တဲ့အခါမှာသူကနောက်ခံတခြင်းထည့်ပြီးတော့တယ်သူရဲ့ live stream video မှာနောက်ခံတခြင်းထည့်ပြီးတော့တယ်အဲ့ဒီနောက်ခံတခြင်းတစင် copyright ထိမှာလည်း page quality အနည်းဖြစ်တော့ခဲ့တဲ့အဲဥစ္စာနဲ့ပတ်သက်ပြီးလုံးဝလုပ်လို့မရဘူးအဲ့တော့ကျွန်တော်ဒီဖက်တစ်ချက်လာမှာ spot inbox တစ်ချက်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီညတစ်ချက်ပြန်သွားလိုက်ပါမယ်ကျွန်တော်ဒီမှာ ascendant အနေနဲ့ကျွန်တော်ပြပေးမှာပေါ့နော်ဒီမှာဆိုသူထိုင်းထီနဲ့ပတ်သက်ပြီးတင်တဲ့ဥစ္စာ straight လေးထိတယ်ဒီဥစ္စာကျွန်တော်နောက်တစ်ခု straight ထိတော့ခဲ့တယ်ဆိုတော့ဘယ်ဥစ္စာလဲဆိုတော့တစ်ချက်ပြပေးမယ်ဒါလည်း Facebook တင်က automatic ဖြတ်သွားပြီးအတွက်ကြောင့်မို့ဒီဥစ္စာကိုကျွန်တော်တို့ request view တင်ပြီးတော့ရမယ်အတွက်ကျွန်တော်တို့ request view တင်ဖို့ဆိုရင်ဘယ်လိုလုပ်ဆောင်သွားရမလဲဆိုမှဒီဗီဒီယိုမှာအသေးစိတ်လုပ်ပြီးကျွန်တော်ပြပေးမယ်အဲဒီဆိုကျွန်တော်သူ page home ကိုတစ်ချက်သွားမယ်ပြီးလို့ရှိရင်အပေါ်က URL link တစ်ချက် copy ခုမယ်ကျွန်တော်ဒီဖက်မှာဆိုရင် affiliate တင်ဖို့စာသားတဲ့အစင်းထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာဆိုရင် page URL link ထည့်မယ်အပေါ်မှာလည်း page URL link ထည့်မယ်ပြီးရင်ကျွန်တော် opposition တစ်ချက်သွားမှာကျွန်တော်ဒီ and publish ဆိုတဲ့ဥစ္စာကိုကျွန်တော်တစ်ချက် copy ကူမှ affiliate တင်သွားရပါမယ်ဒီ page က straight အများကြီးထိထားတဲ့အတွက်ကြောင့်မို့အခက်မသိရင် page က and publish ဖြစ်သွားဖို့နိုင်တဲ့အတွက်ကြောင့်မို့ဒီနေရာနဲ့ request view တင်ပြီးသွားမယ်နောက်တစ်ခုကျတော့သူ page မှာ copyright strike တွေအများကြီးထိတဲ့အတွက်ကြောင့်အဲ့ဒီ copyright strike ကို affiliate တင်ပြီးသွားမယ်အတွက်ကြောင့်မို့ဒီ link ကိုတစ်ချက် copy ကူမယ်ပြီးရင် tab အတစ်မှာကျွန်တော် page လုပ်ပြီးမှထည့်သွားလိုက်ပါမယ်အားလုံးလုပ်လို့ပြီးတော့ခဲ့ပြီဆိုရင်ဒီဖက်တစ်ချက်ပြန်လာမယ်ကျွန်တော်ပြန်ဒီဥစ္စာတစ်ချက်ပြန်နေမှဒီဥစ္စာတစ်ချက်ပြန်နေမယ်ပြီးရင်ကျွန်တော်ဒီအပေါ်ဥစ္စာတစ်ချက်ပြန်နေမှအပြာရောင်တစ်ချက်ပြန်နေမယ်ဒီပုံစံပေါ်လာခဲ့ပြီဆိုရင်အလောက်တစ်ချက်ပြန်နေမယ်အပေါ်ဆုံးဥစ္စာတစ်ချက်ပြန်နေမှလက်ရှိဖြစ်တာ page ကဖြစ်တော့ကျွန်တော် page ကိုရွေးမယ်ပြီးရင်ကျွန်တော်ဒီမှာ affiliate တင်မှာစာသားထည့်သွားရမယ်အတွက်ကြောင့်မို့အဲဒီစာသားကကျွန်တော်အခုနကလောက်တဲ့စာသားကိုကျွန်တော်တစ်ချက်ထည့်သွားမယ်အတွက်ကြောင့်မို့ဒီစာသားတစ်ချက်ကိုပြီးကူမယ်ပြီးကျွန်တော် page လုပ်ထည့်ပြီးမှဒီအောက်မှာကျတော့ကျွန်တော်တို့ဒီ page quality အနည်းဖြစ်တဲ့ screenshot ထည့်မယ်အတွက်ကြောင့်မို့အဲ့ဒီဥစ္စာ screenshot ဆွဲလိုက်ပါမယ်ကျွန်တော်ဒီဥစ္စာ screenshot ဆွဲလို့ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့အခုတည်းနေရာတစ်ချက်ပြန်လာပြီးမှဒီဥစ္စာတစ်ချက်ပြန်နေပြီးမှအဲ့ဒီ screenshot တစ်ချက်ပြန်မှ open လုပ်ပြီးမှအောက်ကနေ submit နေပြီးတော့လိုက်ပါမယ်ဒါကြတော့ပထမ step အနေနဲ့ကျွန်တော်တို့ request view တင်တာဖြစ်ပါတယ်ဒုတိယ step အနေနဲ့ကျွန်တော်ဒီ page quality အနည်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာကျွန်တော် request view တင်ဖို့သွားမယ်အတွက်ကြောင့်မို့ဒီအောက်နားလေးဆင်းသွားမယ်ဒီဥစ္စာတစ်ချက်ပြန်နေမယ်ပြီးရင်တော့ကျွန်တော်ဒီအပေါ်မှာဆိုကျွန်တော်လက်ရှိသုံးနေတဲ့ email ကိုကျွန်တော်ထည့်သွားရမယ်အတွက်ကြောင့်မို့လက်ရှိသုံးနေတဲ့ email ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်အတွက်ဒီဖက်တစ်ချက်လာမယ်ကျွန်တော်ဒီ email တစ်ချက် copy ကူးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီအခုနဲ့နေရာတစ်ချက်ပြန်သွားပြီးအပေါ်ဆုံးမှာ page လုပ်ထည့်မယ်နောက်တစ်ခုကျတော့လက်ရှိဖြစ်နေ page ကဖြစ်တဲ့အတွက်ကြောင့် page အတွက် request ပြီးတင်မယ်အတွက်ကြောင့် page ကို ယူထည့်မှာအောက်မှာကျတော့ဒီအခုနစာသားလေးပဲတစ်ချက်ပြန် copy ကူးပြီးမှထည့်သွားရပါမယ်နော်ဗီဒီယိုရဲ့အဆုံးနားလေးမှာရှောင်းစာနဲ့ပတ်သက်မှလည်းပြောပြပေးပါမယ်ပြီးလို့ရှိရင်ဒီမှာ successfully ဖြစ်သွားခဲ့ပြီဆိုဒီဥစ္စာတစ်ချက် okay နေမှာကျွန်တော်ဒီဘက်တစ်ချက်ပြန်လာမယ်ပြန်လာပြီဆိုရင်တော့ကျွန်တော်ဒီဘက်မှာ promote တစ်ချက်နေပြီးတော့မယ်ဒါကြတော့အဓိကဘယ်နေရာအတွက် request view တင်လာလဲဆိုရင်ကျွန်တော်ဒီ page မှာ straight အများကြီးထိသွားခဲ့တဲ့အတွက်ကြောင့်မို့ဒီနေရာနဲ့တောင်းပန်စာလေးတင်သွားမယ်ဒီတောင်းပန်စာမှာဘာကြီးထည့်သွားမယ်ဆိုတော့ချက်ပြပေးမယ်ဒါကြတော့ကျွန်တော် page မှာပထမတော့မတိနားမလဲပဲနဲ့ and original content copy post တင်ခိုင်းပြီးတော့ကျွန်တော်ဖြစ်သွားခဲ့တယ်အခုချိန်မှာနားလေသဘောပေါက်ပြီးမှအဲ့ဒီ content တွေအားလုံးဖြတ်ပြီးမှအခုဆို own video own image own video လောက်ပဲတင်ထားဆိုတဲ့အကြောင်းနဲ့ပတ်သက်လို့လုံးဝ explain လုပ်ပြီးမှဒီဥစ္စာတစ်ချက် copy ကူးမယ်ပြီးရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီအောက်ဆုံးမှာ page လို့ထည့်မယ်အောက်ကကျတော့ကျွန်တော်ဒီ page quality အနည်းဖြစ်တဲ့ screenshot ထည့်မယ်
ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင်တော့အခုနောက်တော့ကျွန်တော်တို့ email တစ်ချက်ပြန်ထည့်မယ်ပြီးရင်ကျွန်တော်ဒီမှာဆိုရင် page နာမည်ထည့်မယ်အတွက်ကြောင့်မို့ page နာမည် copy ကူးမယ်ပြီးရင် page လို့ထည့်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာမှာဆိုရင် page ရဲ့ URL link တစ်ချက်ပြန်ထည့်သွားရပါမယ်ခင်ဗျာနော်ဒါကျွန်တော်လုံးဝအသေးစိတ်လုပ်ပြီးမှထည့်သွားရပါမယ်အားလုံးကျွန်တော်ထည့်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့အောက်ကနေ sign ဆိုတာတစ်ချက်နှိပ်ပြီးမှတွားလိုက်ပါမယ်ဒီနေရာမှာဒီအခုတော့ကျွန်တော်ထည့်လိုက်တဲ့ Gmail မှာသူက code ကြမယ်အတွက်ကြောင့်မို့အဲ့ဒီ code ကိုကျွန်တော်တစ်ချက်ထည့်မယ်အတွက်ကြောင့်မို့အဲ့ဒီ Gmail ဖွင့်ပြီးမှဒီဥစ္စာကို refresh လုပ်ပြီးသွားမယ်ကျွန်တော်ဒီအပေါ်ဆုံးမှာကြာလာခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက် copy ကူးမှထည့်သွားရပါမယ်ထဲလို့ပြီးတော့ခဲ့ပြီးအောက်ကနေ confirm နှိပ်ပြီးမှတွားမယ်ဆိုရင်ကျွန်တော်ဒီနေရာတစ်ချက်ပြန် verify လုပ်ပြီးမှတွားရပါမယ်ခင်ဗျာနော်အဲ့အတွက်ဒီ quality လေးအမက်လေးချစ်ပြီးမှကျွန်တော်ဒီမှာဆို motor basket တစ်ချက်ရွေးပြီးမှပြီးရင်အောက်ကနေ verify နေပြီးတွားလိုက်ပါမယ်အခုလိုအမက်လေးပြသွားခဲ့ပြီဆိုရင်တော့အောက်ကနေ submit နေပြီးတွားလိုက်မယ်ဆိုရင်ဒီ process ကလုံးဝအောင်မြင်သွားခဲ့ပါပြီဒီနေရာမှာကျွန်တော်ခဏလေးအချိန်ဆောင်မှာဒါတိုင်းကျွန်တော်ဖြတ်ပြီးမှတွားလို့မရဘူး tab အသစ်ကိုတွားလို့မရဘူးအချိန်ဆောင်ပေးရမယ်ဒီ Facebook team ထဲကိုရောက်ကိုအချိန်နဲ့ကြာတာပေါ့နော်ဒီမှာတစ်ချက်ကြည့်မှဆိုရင် from submit successfully ဆိုကျွန်တော်တို့ request submit တင်တာလုံးဝအောင်မြင်သွားခဲ့ပြီသူတို့ဘက်ကနေစစ်ဆေးပြီးမှကျွန်တော်တို့ရဲ့ email မှာ response လုပ်ပြီးလာမယ်အတွက်ကြောင့်မို့ဒီဥစ္စာတစ်ချက် okay နှိပ်ပြီးတွားလိုက်ပါမယ်အခုလိုအတိုင်းကျွန်တော် request submit တင်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ဒီ page မှာ post အသစ် content အသစ်တွေပုံမှန်လေးတင်ပြီးတွားရမယ်တပ်ပုံတွေဆိုရင်လည်းကျွန်တော်အခုနပြတဲ့အတိုင်းတေချာလေး edit လုပ်ပြီးတွားရပါမယ်ပြီးလို့ရှိရင်ကျွန်တော် live stream လုပ်ပြီးတွားတဲ့ဆိုရင်အဲ့ဒီ live stream မှာနောက်ခံတခြင်းထည့်ပြီးတွားလို့မရပါဘူးကိုယ့်ရဲ့ live stream ကိုကိုပြန်ဖွင့်ကြည့်တဲ့မျိုး group မှာ sharing လုပ်တာမျိုး group မှာအများကြီး sharing လုပ်ပြီးတွားမယ်ဆိုရင်အဲ့ဒါတက်ပါတယ် reach engagement တက်တယ်တခြင်းနဲ့ထည့်မယ်ဆိုရင်တခြင်းတစ်စင် corporate ရဲ့အတွက်ကြောင့်မလုံးဝထည့်သွားလို့မရပါဘူးခင်ဗျာနော်အခုလိုအတိုင်း live stream ဘာညာပုံမှန်လေးလွှင့်ပြီးတွားမယ် original content တင်ပြီးတွားမယ်ဆိုရင်ဒီ page ကအချိန်တို့အတွင်းမှာပဲ page ကလုံးဝပြန်ဆင်းတော့ခဲ့မယ်ဒီဥစ္စာအားလုံးပြောက်တော့ခဲ့မယ်အခုတော့မှဒီ page ကိုပြုတ်ပြင်နေကျွန်တော်တပတ်ပဲရှိသေးတယ်ဒီ status ကဖြစ်တဲ့ဥစ္စာလုံးဝပြောက်တော့ခဲ့ပြီး affiliate လုံးမတင်ရသေးဘူးလုံးဝပြောက်တော့ခဲ့ပြီးအခုကျွန်တော် request ပြုတ်တင်လို့ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ page မှာထိနေတဲ့ straight တွေအားလုံးပြောက်တော့ခဲ့မှာဒီ page is at risk ဖြစ်တဲ့ဥစ္စာလည်းပြောက်တော့ခဲ့ပါစိမ့်တော့ခဲ့မယ်ဒီဥစ္စာစိမ့်တော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် video လုပ်မှကျွန်တော်တင်ပေးသွားပါမယ်ဒီနေ့ဆိုလို့ရှိရင်လည်းတရားဥစ္စာဒီမှာ page quality အနီအောင်ဖြစ်ပြီးမှ page quality အနီအောင်3ချိန် straight TV အနီအောင်ဖြစ်ပြီး service အတဲ့ဥစ္စာကျွန်တော်ဘက်ကပြုပြင်ပေးတဲ့အချိန်မှာအချိန်တို့အတွင်းမှာ page ကလုံးဝဆင်းတော့ခဲ့တယ်ဒီဥစ္စာကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ screenshot ရိုက်ပြီးမှကျွန်တော်တင်ပေးသွားမယ်အတွက်ကျွန်တော်အစင်သေးလုပ်ပြီးထားတာဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်အကယ်လို့လူချင်းမင်းတို့ရဲ့ page မှာ account မှာအခုလိုတိုင်း profile address page address suspended ပညာဖြစ်တဲ့ဆိုရင်တော့အပေါ် Viber နံပါတ်တစ်ဆင့်ဖြစ်စေအဲ့ဒီဖုန်းနံပါတ်က Telegram နဲ့ရှိရဲ့အဲ့ဒီ Telegram တစ်ဆင့်ဖြစ်စေကျွန်တော်ဆက်သွယ်ပြီးမှမြင်မြန်နိုင်တဲ့ subset ၎င်းတင်နေတော့၎င်းအားလုံးအသေးစိတ်မြင်မြန်ဖို့နိုင်ပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်